အားလုံးပဲမင်္ဂလာပါအခုပြောပြပေးမယ့်သင်ခန်းစာက Microsoft Word ထဲမှာသူ့အပိုင်းနဲ့သူစာမျက်နှာနံပါတ်လေးတွေတက်မယ်เนาะဘယ်လိုပုံစံလေးလဲဆိုရင်နမူနာပြပေးမယ် File မှာနှိပ် Print မှာနှိပ်ပြီးနမူနာပြပေးမယ်ပထမဆုံးစာမျက်နှာမှာ Part 1ဆိုပြီးရှိမယ်เนาะအဲ့ Part 1ဆိုတဲ့စာမျက်နှာမှာစာမျက်နှာနံပါတ်မပါစေချင်ဘူးသူရဲ့နောက်ကစာမျက်နှာကနေ page 1ဆိုပြီးပါစေခြင်းနဲ့ပြီးရင်နောက်တဲ့စာမျက်နှာမှာ page 2 page 3ဆိုပြီးအစဉ်လိုက်ပေါ်စေခြင်းနဲ့เนาะပြီးနောက်တဲ့ part 2ကိုရောက်တဲ့အခါမှာအဲ့ part 2စာမျက်နှာမှာလည်းစာမျက်နှာနံပါတ်လေးမပါစေခြင်းပဲနဲ့သူရဲ့နောက်ကစာမျက်နှာမှာ page 1ဆိုပြီးပါစေခြင်းနဲ့ပြီးသွားရင်အမှ page 2 page 3နောက်ထပ်page 4ဆိုပြီးတော့စာမျက်နှာလေးကိုအစဉ်လိုက်ဖြစ်စေခြင်းနဲ့ပေါ့เนาะအဲ့လိုပုံစံမျိုးတက်ချင်တယ်ဆိုရင်ဒီသင်ခန်းစာလေးကိုကြည့်ပေးပါပထမဆုံးစာရွက်အသေးယူလိုက်မယ်နယူးမှာနှိပ်ပါဘလန်ဒေါ်ကူမန့်မှာနှိပ်ပါစာရွက်ပေါ်လာပြီဆိုရင် Part 1လို့ရိုက်ပါမယ် Part 1လို့ရိုက်ပြီးသွားရင်အပေါ်တက်တွေကလေးအောက်တက်ကိုသွားမယ်လေးအောက်တက်ထဲက page select group တွေကမှာ brace မှာနှိပ်ပါဒီထဲက next page မှာတစ်ချက်နှိပ်ပါဒါဆိုဒုတိယစာမျက်နှာလေးရောက်လာပြီအဲ့ဒုတိယစာမျက်နှာမှာကိုရိုက်ချင်တဲ့စာရိုက်ပေးပါအခုတော့စာမရိုက်ဖဲနဲ့ရိုက်ထားတဲ့စာကို copy paste လေးပဲလုပ်လိုက်မယ်เนาะ3မျက်နှာလောက် copy paste လေးလုပ်လိုက်မယ်ပေါ့เนาะကဲဒီစာမျက်နှာလေးက part 1ရဲ့အဆုံးတက်လေးပေါ့ဒါဆိုကိုနောက်ထပ်လာမှာက part 2ဆိုပြီးလာချင်တာ part 2လာဖို့အတွက်အပေါ်လေးအောက်တက်ထဲက page select group တွေက brace မှာတစ်ချက်နှိပ်မယ် next page မှာနှိပ်ဒါဆိုရင်စာမျက်နှာနောက်တစ်မျက်နှာပေါ်လာပြီအဲ့ဒီနေရာမှာ part 2ဆိုပြီးတော့ရိုက်ပါမယ် part 2လို့ရိုက်ပြီးသွားရင် brace မှာပဲတစ်ချက်နှိပ်မယ် next page မှာတစ်ချက်နှိပ်နောက်တစ်မျက်နှာပေါ်လာပြီအဲ့နောက်တစ်မျက်နှာမှာကိုရိုက်ချင်တဲ့စာရိုက်ပါအခုတော့စာကို page ပဲနေရာချလိုက်မယ် control V ပဲနှိပ်သွားလိုက်မယ်เนาะကဲဟုတ်ပြီအဲ့လိုမျိုးစာလေးတွေပေါ်လာရင်အပေါ်ကစာကိုသွားပြင်မယ်ဒီ part 1ကိုပေါ့เนาะ site လေးတွေပါလေးပြင်ကြည့်မယ် home tab ထဲက site ကို48လောက်ထားလိုက်မယ်ဘိုးထဲမယ်ပြီးအလဲပို့မယ်စာလေးကိုစာရွက်ရဲ့အလဲကောင်ကိုရောက်ချင်တဲ့အတွက်အန်ဒါလေးနှိပ်သွားမယ်เนาะကနောက်ထပ် part 2ကိုလည်းအတိုင်းလေးသွားပြင်ခြင်းနဲ့ part 2ကိုဆက်လက်မှတ်မယ်site ကို48လောက်ထားမယ်ဘိုးထဲမယ်အလဲပို့မယ်ပြီးအန်ဒါလေးကိုအဆင်ပြေသလိုလေးနှိပ်ထားလိုက်ပေါ့ပြင်ပြီးသွားရင် header footer တက်မယ် header footer တက်ဖို့အတွက်ပထမဆုံးစာမျက်နှာကိုသွားမယ် control home နဲ့ပဲသွားလိုက်မယ်เนาะပထမဆုံးစာမျက်နှာမှာ part 1ဆိုတာလေးရှိတယ်ဒီစာမျက်နှာမှာစာမျက်နှာနံပါတ်မတက်ချင်ဘူးစာမျက်နှာနံပါတ်မတက်ချင်တဲ့အတွက်သူ့ရဲ့အောက်ဖက်ကဒုတိယစာမျက်နှာကိုသွားမယ်ဒုတိယစာမျက်နှာရဲ့အောက်ခြေမှာစာမျက်နှာနံပါတ်တက်ချင်တာမို့လို့ဒုတိယစာမျက်နှာရဲ့အောက်ခြေကိုသွားမယ်ဒီ margin အပိုင်းမှာတပည့်ကလေးနှိပ်လိုက်ဒါဆို footer တွေကိုဝင်သွားပြီเนาะဒီမှာ footer section 2ဆိုပြီးလာပေါ်တယ်ဒီဘက်မှာ same as previous ဆိုပြီးလာပေါ်တယ်เนาะ same as previous ဆိုတာကရှေ့ကစာမျက်နှာနဲ့ချိတ်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုကစာမျက်နှာနံပါတ်ကိုဒီစာမျက်နှာကနေစတက်ချင်တာရှေ့ကစာမျက်နှာကနေစတက်ချင်တာမဟုတ်တဲ့အတွက်ရှေ့ကစာမျက်နှာနဲ့ချိတ်ထားတဲ့ link ကိုဖြုတ်ပါမယ်အဲ့လို link ကိုဖြုတ်မယ်ဆိုရင်အပေါ်မှာ header and footer 2ဆိုပြီးရှိတယ် header and footer 2တွေက design တက်ထဲကမှ navigation group ထဲမှာ link to previous ဆိုတာလေးရှိတယ်သူ့ကို click နှိပ်ပြီးဖြုတ်ပေးပါအဲ့လိုဖြုတ်လိုက်ရင်ဒီမှာခုနက same as previous ဆိုတဲ့စာလေးမရှိတော့ဘူးเนาะအဲ့လိုမရှိတော့ဘူးဆိုမှစာမျက်နှာနံပါတ်တက်မယ် header and footer က page number မှာတစ်ချက်နှိပ်အောက်ခြေမှာတက်မှာဖြစ်တဲ့အတွက် bottom of page ကိုရွေးပေးပါဒီထဲကမှကိုတက်ချင်တဲ့ပုံစံလေးရွေးပေးပါ
နော်ဒါဆိုရင်ဒီမှာသူပေါ်လာတဲ့ပုံစံက page 2ဆိုပြီးတော့စတယ်နော်ကိုကဒီနေရာမှာ page 2ကနေစချင်တာမဟုတ်ဘူး page 1ကနေစချင်တာဖြစ်တဲ့အတွက် header and footer တွေကမှာ page number မှာနှိမ့်မယ် format page number မှာနှိမ့်မယ် page number format ပေါက်ကြလာရင် start at မှာတစ်ချမ်းနှိပ်ပါဒီမှာ1ဖြစ်ရမယ်1ကနေစတက်စေချင်တာမို့လို့เนาะ okay မှာနှိပ်ပါဒါဆိုကြည့်ပါ page 1ဆိုပြီးဖြစ်သွားတယ်ဒုတိယစာမျက်နှာကိုသွားကြည့်မယ်ဒုတိယစာမျက်နှာမှာ page 2နောက်ထပ်စာမျက်နှာကိုသွားကြည့်မယ် page 3နောက်ထပ်စာမျက်နှာကိုသွားကြည့်မယ်နောက်ထပ်စာမျက်နှာမှာက pass 2ဆိုပြီးဖြစ်သွားတဲ့အတွက်ဒီ pass 2မှာ page 4မပါစေချင်ဘူး page 4မပါစေချင်တဲ့အတွက် page 4မှာတစ်ချမ်းနှိပ်မယ်နော်တချမ်းနှိပ်ပြီးရင်ရှေ့ကစာမျက်နှာနဲ့ချိတ်ထားတဲ့ link ကိုဖြုံမယ် link to pdf မှာတချမ်းနှိပ်ပြီးပြီဆိုမှဒီ page 4ကိုဆက်လက်မှတ်ပြီးတော့ဖြတ်လိုက်ပေါ့နော်ကနောက်ထပ်စာမျက်နှာကိုဆက်သွားမယ်နောက်ထပ်စာမျက်နှာမှာလည်းစာမျက်နှာနံပါတ်တက်မယ်ဒီစာမျက်နှာကိုလည်းဒီမှာစိမ်းရ PPS ဆိုတော့ရှေ့ကစာမျက်နှာနဲ့ချိတ်ထားတာရှေ့ကစာမျက်နှာနဲ့မချိတ်ချင်တဲ့အတွက် link to PPS မှာနှိပ်မယ်ပြီးမှ page number မှာတစ်ချမ်းနှိပ်မယ် bottom of page ကိုသွားမယ်ဒီထက်ကမှကိုတက်ချင်တဲ့ပုံစံလေးကိုရွေးပေးပါဒါဆိုကြည့်ပါ page 5ဆိုပြီးဝင်လာတယ်ကိုက page 5ကနေစတက်ချင်တာမဟုတ်ဘူး1ကနေစတက်ချင်တာမို့လို့ page number မှာနှိပ် format page number မှာတစ်ချမ်းနှိပ် page number format ပေါက်ကြလာရင် step up မှာနှိပ်မယ်1ကနေစတက်ချင်တာမို့လို့1လို့ထားမယ်ပြီးရင် okay မှာနှိပ်မယ်ဒါဆိုကြည့်ပါ page 1ဖြစ်သွားပြီနော်ကဲအောက်ဘက်စာမျက်နှာလေးကိုဆင်းကြည့်မယ် page 2နောက်ထပ်စာမျက်နှာကိုဆင်းကြည့်မယ်3နောက်ထပ်စာမျက်နှာကိုဆင်းကြည့်မယ်4ဟုတ်ပြီနော်ကဲ header footer တက်လို့ပြီးသွားပြီဆိုရင်နော်ဒီ close header and footer မှာနှိပ်ပေးပါနော်ဒါလေးကိုနမူနာပုံစံလေးပြပေးမယ် file မှာနှိပ်မယ် print မှာနှိပ်မယ်ဒါဆိုကြည့်ပါ pass 1ဆိုတဲ့စာမျက်နှာမှာစာမျက်နှာနံပါတ်တက်မထားဘူးเนาะသူ့ရဲ့နောက်ကစာမျက်နှာမှာ page 1ပြီးနောက်ထပ်တစ်မျက်နှာသွားကြည့်မယ် page 2 page 3နောက်တစ်မျက်နှာသွားကြည့်မယ် pass 2ရောက်သွားပြီ pass 2မှာကျတော့စာမျက်နှာနံပါတ်တက်မထားဘူးသူ့ရဲ့နောက်ကစာမျက်နှာမှာ page 1ထပ်သွားကြည့်မယ် page 2 page 3เนาะထပ်ပြီးစာမျက်နှာလေးကိုသွားကြည့်မယ် page 4ဆိုပြီးဖြစ်သွားတယ်ဟုတ်ပြီเนาะ